အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ဒီနေ့ဆွေးနွေးသွားမယ့်အကြောင်းတွေကတော့ဧပြီလအတွင်းမှာပြရမယ့်အာဆင်နယ်ရဲ့ပွဲစဉ်အကြောင်းတွေပဲဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်တို့အာဆင်နယ်တင်ရဆိုရင်ဒီဧပြီလအတွင်းမှာဆိုရင်ပွဲစဉ်တွေကအဓိကဆုံးဖြတ်ပွဲတွေကန်ရမှာဖြစ်တော့ပါတော့ဒီကတော့ပွဲစဉ်ကတော့ဘယ်နှပွဲရှိမလဲဆိုရင်ဆောက်တန်တန်နဲ့တစ်ပွဲစပိုတင်းနဲ့တစ်ပွဲအာဆင်နယ်ဘုံမောက်တစ်ပွဲအာဆင်နယ်စပိုတင်းတစ်ပွဲပြီးရင်မန်စီးတီးနဲ့အာဆင်နယ်တစ်ပွဲပြီးရင်အာဆင်နယ်နယူကာဆယ်ဆိုပွဲစဉ်စုစုပေါင်း6ပွဲရှိပါတယ်။အဲဒီ6ပွဲမှာအဓိကကတော့ကျွန်တော်တို့FA တစ်ပွဲရှိမယ်။ Champions League Play တော့2ပွဲရှိမယ်။ပြီးရင်ကျန်တာတော့ Premier League ပေါ့နော်။ဒီကတော့ဒီ EPL ကျွန်တော်တို့အာဆင်နယ်ပြည်ရိုက်တဲ့တွေနဲ့အာဆင်နယ်တင်းအတွက်အဓိကဆုံးဖြတ်ပြီးပွဲစဉ်တွေဖြစ်ပါတယ်။ဘာလို့ကျွန်တော်ဒီလိုပြောလဲဆိုရင်တော့ပထမဆုံး EPL 9ရက်နေ့ပေါ့နော်။ EPL 9ရက်နေ့ကံမဲ့ဆောက်တန်နဲ့အာဆင်နယ်ပွဲအဲ့ဒါကြတော့ဒီကတော့ FA Cup Quarter Final ပွဲစဉ်ဖြစ်ပါတယ်ကျွန်တော်အာတီတာကတော့အဓိကတော့သူနိုင်ညံမှာပဲ FA Cup ဆိုရင်နိုင်ညံမှာပဲဘာလို့ဆိုကာလင်းကတ်မှာတော့လည်းသူအဓိကကစားသမားတွေထည့်ပြီးတော့ကန်သွားတာတွေ့ရတယ်။နိုင်ညံမှာတော့မန်စီးတီးကိုရှုံးသွားပါတော့။ဆောက်တန်နဲ့ပွဲစဉ်မှာလည်းအဓိကသူ first line ကစားသမားတော်တော်များများထည့်ပြီးတော့သူကန်ဖို့တော့များတယ်။သူ့အနေနဲ့ကတော့နိုင်ညံမှာပဲဘာလို့ဆိုQuarter Final တောင်ရောက်နေလို့သူအနေနဲ့တော့နိုင်ကြမှာပဲကျွန်တော်တို့အာဆင်နယ်ပြည်သက်တွေနဲ့အာဆင်နယ်တင်းသားတွေကလည်းQuarter Final တောင်ရောက်နေပြီဒီကတော့နိုင်ကြမှာပဲဟုတ်ပြီဒါကတော့ FA Cup ပွဲစဉ်ပါနော်နောက်ပွဲစဉ်ကတော့ဧပြီလ10ရက်နဲ့ဧပြီလ16ရက်နေ့မှာပထမကျုံးနဲ့ဒုတိယကျုံးကန်မယ် Sporting နဲ့အာဆင်နယ်ရဲ့ Champions League Quarter Final တော့အာဆင်နယ်ဒီ Champions League လမ်းကြောင်းမှာဆိုလေဒီ Quarter Final Semi Final Quarter Final တက်သွားရင် Semi Final Semi Final ဆိုလဲအခြေအနေကကောင်းတယ်ဟိုဘက်ကတက်လာမယ်အသင်းတွေကကျန်တဲ့လမ်းကြောင်းနဲ့ဆိုင်တော့ပို့ပြီးတော့ခြောက်လာပါတော့အဲဒါချန်ပီယံလိလမ်းကြောင်းကလည်းအခြေအနေကောင်းတယ်ပေါ့နော်အာဒီတာလည်းသူစပိုတင်းနဲ့ပွဲမှာဆိုရင်အဝေးကွင်းပေါ့နော်အဝေးကွင်းမှာသူနိုင်ပွဲမရတော့မှတေလောက်တော့ခံခံပြီးတော့ပြန်လာမယ်လို့တော့မျှော်လင့်ပါတယ်ဟုတ်ပြီပရီးမီးယားလိကတော့ကဲအဆုံးဖြတ်ပြီးမှပွဲတင်နေပါဘာလို့ဆိုတော့3ပွဲလုံးကအရေးကြီးတယ်ဧပြီလ17ရက်မှာဆိုအာဆင်နယ်ပုံပေါက်ပြီးရင်ဧပြီလ19ရက်မန်စီးတီးအာဆင်နယ်ပြီးရင်ဧပြီလ25အာဆင်နယ်နဲ့နယူကာဆယ်သုံးပွဲလုံးကအကုန်လုံးအရေးကြီးတာဘုံပေါက်တဲ့ဆိုကျွန်တော်တို့ပြီးရတဲ့နှစ်တွေမှာဆိုကျွန်တော်တို့ကိုဒုက္ခအများတန်းပေးလာတယ်ပြီးရတဲ့နှစ်ကတော့နှစ်ကျော်လုံးရှုံးတာဒီနှစ်မှာတော့အဝေးကွင်းမှာတော့နိုင်ထားတာပေါ့နော်ဒါတော့ကက်ကက်ကျွန်တော်တန်းပြီးတော့နိုင်ပြီးတော့3မိနစ်ပြန်လာခဲ့ရပြီးရင်ဧပြီလ19မှာမန်စီးတီးနဲ့အာဆင်နယ်ဒီပွဲကလည်းခက်ကိုကန်ရမယ်ပွဲပါပဲမန်စီးတီးကွင်းမှာဟိုပြည်သက်တင်နေတော့ဒီအာဆင်နယ်အပေးရတတိထားမိလာတယ်ကျွန်တော်တို့အာဆင်နယ်တင်ရဧပြီ19ဆိုရင်မြန်မာလိုလည်းနှစ်တကူရောက်ပါတယ်မြန်မာနှစ်တကူရောက်တိုင်းနှစ်တိုင်းမှာကျွန်တော်တို့အာဆင်နယ်အများတန်းကန်ဆိုပြီးခဲ့တဲ့နှစ်တွေကြည့်လိုက်ပါနော်ဒါပေမဲ့ဒီနှစ်မှာတော့ကန်မစိုးပဲနိုင်ပွဲနဲ့ပြန်လာမှာစောင့်ကြည့်ရမှာပေါ့နော်နောက်ဧပြီလ25ရက်နေ့မှာကန်မယ်အာဆင်နယ်နယူကာဆယ်ဒီပွဲလည်းရေးကြည့်ရပဲနယူကာဆယ်ဆိုရင်ကျွန်တော်အာဆင်နယ်ကိုအများအားဒုက္ခပေးဒီမီလီယာလေးမှာရောနေ့ကဆိုရင်ကာလင်းမှာပါနှစ်ကျော်လုံးဝရှုံးသွားနိုင်မနိုင်ဘူးအများအားကျွန်တော်တို့ဒုက္ခပေးအတင်းဖြစ်ဒါကြောင့်မို့ဒီပရီးမီးယားလိ3ပွဲလည်းရအောင်အရေးကြီးပါလေပရီးမီးယားလိတိုင်းတဲ့အတွက်ဆုံးဖြတ်ပြီးမှပွဲတင်နေဖြစ်ပါတယ်ဒါကြောင့်မို့ဒီပွဲတွေကိုနိုင်မှုအတွက်အရေးကြီးတယ်ဒါကြောင့်မို့ဧပြီလအာဆင်နယ်တင်းသားတွေလုံးဝကိုအရေးကြီးတဲ့ပွဲ Christmas ပွဲတွေလို့ဖြစ်ပါတယ်ဒီကတော့ဗျာအာတီတာကတော့ဒီကျွန်တော်တို့တင်းသားတွေကိုဒဏ်ရာအင်ဂျူရီပိုးပြီးတော့ pro မဖြစ်အောင် rotate တဲ့ကစားဖို့တော့အရေးကြီးအောင်နော်ဒါမှလည်းဒီဧပြီလပွဲတွေကိုခက်ခဲမှာကစားရမှာပေါ့နော်အဲကြောင့်ဒီဧပြီလကူမှာအာဆင်နယ်နဲ့ကျွန်တော်တို့ဖလားလမ်းကြောင်းပေါ်မှာဘယ်နှလုံးဆက်ရှိနေတာမလဲဘယ်နှလုံးကတူရသားနိုင်မလဲဒီကပွဲကိုနိုင်ပြီးတော့ဖလားသုံးလုံးလမ်းကြောင်းပေါ်မှာဆက်ပြီးတော့ရှိနေတာမလားဆိုတာကျွန်တော်အားလုံးစောင့်ကြည့်ပြီးတော့အားပေးလိုက်အောင်ဗျာဒီယူတူတယောက်တိုင်းအားလုံးနဲ့အများကြီးကျေးဇူးတင်ပါတယ်နော်